အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့သူများစီက Mobile Legends Demon ဈေးကြီးကြီးနဲ့ဝယ်စရာမလိုပဲကိုယ်တိုင်လည်းဖြည့်လို့ရတဲ့သူများကိုလည်းပြန်ရောင်းလို့ရတဲ့ website အကြောင်းပြောပြမှာဖြစ်ပါတယ်အဲ website က Smile One website ဖြစ်ပါတယ် Smile One website ကအကောက်ဖွင့်ပြီးပုတ်ပြမဲ့အကြောင်းပြောပြမှာပါ Google ထဲဝင် Smile On လို့ရိုက်ရှာပြီးအဲ website တွေကို ဝင် intro ဆိုတဲ့စာကိုနှိပ် intro က Google ကိုနှိပ်ကိုထည့်မဲ့ Google ရွေးပြီးကောက်ဖွင့်လို့ရပါပြီနောက်ပြီးအလံနေရာမှာဘာလာစီအလံရွေးပြီးရင်ကိုဝယ်မဲ့ကုတ်ကိုယုံကြည်ရမဲ့ service စီမှာလဲဝယ်လို့ရကြတော့စီမှာလဲဝယ်ရပါတယ်ကုတ်ဝယ်ပြီးလို့ရသွားရင် profile ကိုနှိပ် active ဖတ်ချင်းကုတ်ဆိုတဲ့၃ကြောင်းမြောက်ကစားကိုနှိပ်ပေါ်လာပြီဆိုရင်ကိုဝယ်ထားတဲ့ကုတ်ကို copy ယူပြီးရင် return ကုတ်ဆိုတဲ့နေရာမှာအကွက်လေးရှိတယ်အကွက်လေးတွေကိုကို copy ယူလာတဲ့ကုတ်ထည့်ပြီးရင် return to my ကောက်ဆိုတဲ့နေရာကိုနှိပ်ဒါစုအဝိုင်းလေးလဲနေမဲ့ပြီးသွားရင်300ဆိုပြနေပါတယ် profile လေးကိုဘယ်ဘက်ကစာလေးကိုနှိပ်လိုက်မယ်ဒီနေရာမှာဆိုရင်ကျွန်တော်ထည့်လိုက်တဲ့ကွင်းကျွန်တော်တို့အကောက်ထဲရောက်ပါပြီလူရင်တိုချင်းပဲပြောရတာဟာတတော်ကဘမ်းမှာကြောက်လို့ပါအစအဆုံးကြည့်ချင်တာပဲဖြစ်ဖြစ်ကုတ်ဝယ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်စီမှာလာဝယ်လို့ရပါတယ်အဆုံးကြည့်ချင်သူများကျွန်တော် Telegram Channel မှာတင်ပေးထားပါတယ်စံပိုင်ကုတ်ဝယ်ချင်ရင်လည်းဈေးလေးတွေပြတ်ထားပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာဆုံးတွေ့ကြမယ်ဘိုင်ဘိုင်